အချိန်ကာလအားဖြင့်1980ခုနှစ်မှာစကော့တလန်နိုင်ငံကအီဒင်ဘတ်စီကျောင်းမှာဘွဲရကျောင်းသားတွေအောင်ပွဲခံနေကြပါတယ်။သူ့နာမည်ကိုတော့နီကိုလတ်ဂါရင်ဂန်လို့ခေါ်ပြီးဆရာဝန်ဖြစ်လာတဲ့သားဖြစ်သူကိုမိခင်ကဒေါက်တာလို့တဖွာဖွာခေါ်နေတော့လေဖခင်ကတော့ပေါ့ပေါ့ပါပါတစ်ခွက်လောက်အောင်ပွဲခံတောက်ဖို့နဲ့သူရထားတဲ့ဘွဲလောက်မကောင်းမိမဲ့ဂုံယူပါတယ်လို့စနှောက်နေပါတယ်။သူဖခင်ပြောသလိုမိသားစုဆရာဝန်အလုပ်ရတော့မှဖြစ်တဲ့နီကိုလတ်ဟာစူးစမ်းခဲ့သမျှအရာထင်လာပြီးမို့အိယာပေါ်မှာအားကုန်အောင်ဟစ်လိုက်ပြီးကဘာလုံးပုံစံတူကိုယူကပထမဆုံးလက်ထောက်မိတဲ့နေရာကိုသွားမယ်လို့ဆိုပါတယ်။သို့ပေမဲ့ရောက်ဘူးနေကြကနေဒါကိုကြော်လိုက်ပြီးနောက်တစ်ခေါက်ထပ်ကျလာတဲ့အာဖရိကတိုက်ရဲ့ယူဂန်နာနိုင်ငံကိုရွေးချယ်ကစတင်ခီးထွက်ခဲ့လိုက်ပါတယ်။ကုန်းတွင်းပိုင်းနိုင်ငံရဲ့နေစုံနယ်ပြားကရှုကင်းလေးကိုလိုက်ကြည့်နေရင်တနေရာအရောက်သူတို့ကဘေးချရက်ပြီးနေရပြီးတစ်ဖက်မှာလက်နက်အပြည့်စုံတင့်ကားတွေနဲ့ပါခြိတက်လာတဲ့စစ်တပ်ကြောင့်ဘာကြောင့်လဲလို့မေးကြည့်တဲ့အခါစစ်တပ်ကအာဏာသိမ်းလိုက်ပြီဆိုတဲ့အတွက်သူတို့ဘေးကင်းမှမလားလို့စိုးရင်သွားပေမဲ့ဗိုလ်ချုပ်ကြီးအေဒင်အာမင်းဆိုတာပြည်သူတွေအတွက်တိုက်ပွဲဝင်ခဲ့သူမို့အားလုံးပျော်ရွှင်နေကြတယ်လို့ရှင်းပြပါတယ်။အဲဒီနောက်သူနဲ့စကားလက်ဆောင်ကြနေတဲ့အာဖဂန်လူမျိုးမိန်းကလေးနဲ့ရင်းနှီးသွားခဲ့ပြီးသူမဆင်းရမယ့်နေရာရောက်ပြီဆိုတာတော့တကူးတကလိုက်ဆဲနှုတ်ဆက်ခဲ့ပါတယ်။သတ်မှတ်ထားတဲ့နေရာရောက်လာတော့ဆာရာဆိုတဲ့မျိုးသမီးကသူ့ကိုလက်ကြိုးကယူဂန်နာကိုလာတဲ့ခီးစဉ်အဆင်ပြေရလားလို့မေးပါတယ်။ထိုနေရာကနေတဆင့်သူတာဝန်ထမ်းဆောင်မယ့်နေရာထံသွားတော့ဆာရာကသူ့ကိုအာနာသိန်းစစ်တပ်ဖမ်းခေါ်သွားပြီလို့ထင်နေတဲ့အကြောင်းပြောပြနေပါတယ်။ရခင်သမရဖြစ်တဲ့အပိုလိုအိုဘိုဒီဖြုတ်ချခံလိုက်ရပြီးအာမင်းတက်လာတဲ့အရှုပ်ထွေးကြီးမှာနီကိုလတ်ရောက်လာတာအချိန်ကိုက်ဖြစ်နေကြောင်းပြောပြပါတယ်။ကျေးရွာတစ်ခုရဲ့စေးပေးခန်းဟာဒေသခံလူမျိုးတို့ကြက်ညက်စွာစောင့်ဆိုင်နေရပြီးယောဂဗျအလွန်ထူပြောတဲ့နေရာလည်းဖြစ်ပါတယ်။ဒီအချိန်ဆာရာရဲ့အမျိုးသားဂျွာရဲ့တူတဲ့သောစေမူမာရစ်ဆိုသူရောက်လာပြီးလူများနေလို့စိတ်ပြတ်မသွားဖို့နဲ့နေကန်80ရာခိုင်နှုန်းလောက်ကသူတို့ကုပေးတာထက်အောက်လန်သုံးတက်တွေနဲ့ကုကျင်နေရကြောင်းအချိန်တော်တော်များများအားနေလိမ့်မယ်လို့ဆိုပါတယ်။အဲဒီနောက်မာရစ်နဲ့အတူရွာကကလေးတွေကိုကာကွယ်သေးထိုးပေးလိုက်ဒဏ်ရာအနာတရားရှိရင်ခွဲစိတ်ပေးလိုက်နဲ့သူရွေးချယ်တဲ့လမ်းကိုပင်ပန်းစွာဖြတ်တန်းနေပါတယ်။အီပက်ဖြစ်နေသူနီကိုလတ်ဟာနင်ဒီနေရာနဲ့မလိုက်ဘူးလို့ဆာရာကဝေဖန်နေရကြောင်းသူဒီကိုရောက်လာတာစွန့်စားမှုတွေမတူတဲ့အရာတွေလုပ်ကြည့်ဖို့ဖြစ်ကြောင်းပြန်ဖြေလိုက်ပါတယ်။သူပြောသလိုဒီနေရာနဲ့အသားကျလာအောင်ရွာကန်နေနဲ့တော့ကစားနေရင်ဘေးမှာတချင်းတိုက်ကခုန်နေတဲ့အမျိုးသမီးကြီးတွေကြောင့်စုံစမ်းကြည့်တော့ရွာကိုတမရလာမယ်ဆိုတာသိလိုက်ရပါတယ်။ဒါကြောင့်ရွာကိုလာမဲ့တထေးအစ်စ်ကြောင့်စနဲနာဖို့ဆာရာကိုအဖော်ဆွဲတဲ့အခါသူမဒီကိုလာတာအာမင်းအတွက်အလုပ်လုပ်ဖို့မဟုတ်ကြောင်းညင်းနေတော့လဲနီကိုလတ်ကိုတယောက်တည်းမလွတ်ချင်တာနဲ့ထားလိုက်လာပါတယ်။မျော်လင့်တကြီးတီးမုတ်ကခုန်နေကြတဲ့ဒေသခံတွေရဲ့ရှေ့စင်မော်တက်လာသူကတော့အသစ်ဆက်တမရအာမင်းပဲဖြစ်ပါတယ်။ဒီနေ့ကစပြီးသူတာဝန်ယူထားတဲ့အစိုးရဟာအနေနဲ့အရရက်အတွက်စာတင်ကြောင်းအသစ်လမ်းအသစ်နဲ့အိမ်အသစ်တွေဖြစ်လာအောင်လက်တွေလှုပ်ဆောင်ပေးမယ်လို့ကတိပေးရင်သူဟာစစ်ယူနီဖောင်းဝတ်ထားပေမဲ့တာမန်လူသားတွေလိုရိုးသားတဲ့နှလုံးသားရှိသူတယောက်မို့ပြည်သူတွေနဲ့အတူတကွယူဂန်နာနိုင်ငံကိုရှေ့အောင်တွန်းမမယ်လို့ဟောပြောနေတဲ့ရိုးရအကကြီးကျင်သေးတဲ့ဆိုတဲ့နီကိုလတ်စာဆာရာကတွားရအောင်လို့ခေါ်ထုတ်ပါတယ်။အပြန်လမ်းမှာတော့ရခင်သမရဟောင်းအိုဘိုဒီတုံးကလည်းဒေသခံတွေကဒီလိုမျိုးလေးတကြီးရိုးသားစွာကြိုဆိုခဲ့ကြပေမဲ့တိုင်းပြည်ရဲ့စီးပွားရေးကိုသူ့ဘဏ်အကောင့်ကြီးလုပ်ပစ်လိုက်တာမို့အာမင်းရဲ့အခြေအနေကိုလည်းနောက်2နှစ်3နှစ်စောင့်ကြည့်ဖို့အကြံပေးပါတယ်။ဒီအချိန်နောက်ကအသေးအံဟွန်း